ပြိုင်ဘက်တွေကိုအေးခဲသွားစေမဲ့ချက်စီကစားသမားတွေရဲ့ goal celebration ရေစီးကြောင်းပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport Cover Plus ကနေကြိုဆိုလိုက်ပါရီဖူလိုင်းအင်ကွင်း Graving Coach တွေမှာမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေကတော့ချက်စီပရိသတ်တွေအတွက်တကယ်ကိုရင်ခုန်စရာပါပဲအထူးသဖြင့်ဂိုးပါမှာဂိုးသွင်းပြီးမှမြင်တွေ့ခဲ့ရတဲ့အခိုက်အတန့်လေးကအသင်းရဲ့စီးလုံးမှုနဲ့ယုံကြည်မှုကိုအကောင်းဆုံးဖော်ပြနေခဲ့ပါရီပါမာဂိုးသွင်းပြီးချိန်မှာသူရဲ့နာမည်ကျော် goal celebration ကိုလုပ်ပြခဲ့တာစမ်းတဲ့ကိစ္စမဟုတ်ပေမဲ့ဒီတခါမှာတော့သူတယောက်တည်းမဟုတ်ခဲ့ပါဘူးအသင်းမော်ရီဖြစ်ကြတဲ့ Raul Petro နဲ့အသင်းကောင်းဆောင် Rhys James တို့ကပါပြေးလာပြီးတော့ပါမာနဲ့သူအဲ့ဒီခိုးပုံစံလေးကိုအထူးထူးဝင်လုပ်ပြီးတော့အောင်ပွဲခံသွားခဲ့တော့ကတကယ်ကိုကြည်ကောင်းလာတဲ့မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါရီဒီလောက်နဲ့တင်ပြီးမသွားပါဘူးချက်စီရဲ့ကစားမသစ် Morgan Roger သွင်းကိုရယူနိုင်ခဲ့ချိန်မှာလေသူကိုယ်တိုင်အဲ့ဒီအောင်ပွဲခံဟန်ကိုပဲထပ်မံလှုပ်ပြသွားခဲ့ပါသေးတယ်အဲဒီကကို Graving Coach တွေကွင်းကြီးတစ်ခုလုံးကိုအေးဆက်သွားစေခဲ့တဲ့အခိုက်အတန့်တွေလို့ပြောရင်ပုံမှန်ပါလိမ့်မယ်အသင်းမော်ရီအားလုံးကဘာမှရဲ့အောင်ပွဲခံဟန်ကိုအထူးယူပြီးတော့ဆင်နွှဲလာကြတာကချက်စီတင်းရဲ့တိုက်စစ်ပိုင်းမှာစိတ်သက်ခွန်အားသစ်တွေကူးဆက်နေပြီဆိုတာထင်သာပါပြီလက်ရှိခြေစမ်းပြသနေတဲ့ဒီတိုက်စစ်ကစားသမားတွေနဲ့သာရှေ့ဆက်သွားမယ်ဆိုရင်ရှေ့လာမယ့်ပွဲစဉ်တွေမှာလေချက်စီကစားသမားတွေမကြာခဏချမ်းကြရအောင်ပဲပုံပါပဲပြိုင်ဘက်တွေအနေနဲ့လည်းချက်စီရဲ့ဒီအေးခဲတဲ့တိုက်စစ်လိုင်းတန်ကိုခံနိုင်ဖို့အခုကတည်းကအနှွေးတဲ့ထူးထူးလေးတွေကြိုတင်ပြင်ဆင်ထားသင့်ပြီလို့လက်ထုတ်လိုက်ရပါရီ